အားလုံးပဲမင်္ဂလာပါရှင် PN1 Fashion ရဲ့ design channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခြေကဒီဗီဒီယိုလေးမှာဆွပြပေးခဲ့တဲ့ဘောင်းမီပတ်တန်လေးကိုခြေကပိတ်ဆက်မှာညှက်နည်းလေးနဲ့ချုံနည်းလေးကိုပြန်လည်ဝင်ပြပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့ခြေကဘောင်းမီပတ်တန်လေးကိုပိတ်ဆက်ပေါ်မှာကျတို့တင်ပြီးတော့ညှက်ဖို့အတွက်ပတ်တန်လေးကိုပိတ်ဆက်ပေါ်မှာတင်ပါမယ်ပိတ်ဆက်ပေါ်တင်တဲ့အခါမှာကျတို့ပိတ်ဆက်ကိုခောက်ချောင်းလေးယူပြီးတော့မှကျတို့ရှေ့ဆက်နောက်ဆက်တလုံးစာကိုညှက်ပါမယ်ကျွန်တော်မနေ့ကမှာချုပ်စာလေးတွေကိုပြပြပေးပါမယ်ချုပ်စာလေးတွေကတော့ကျွန်တော်ဘေးဘက်ကို2 cm အောက်ဘက်ကို2 cm နဲ့စစ်တမတ်ကို1.5 cm နောက်အပေါ်ဘက်ကားဘက်ပိုင်းကိုတော့1.5 cm ယူပါမယ်ချုပ်စာလေးတွေလည်းပြီးတော့ပြီဆိုလို့ရှိရင်တော့ခြေကပိတ်ဖပေါ်မှာဒီလိုပိတ်လေးနဲ့တွဲပြီးတော့ရှေ့ချမ်းတစ်စုံစာနဲ့နောက်ချမ်းတစ်စုံစာလေးကိုညှစ်ထုတ်လိုက်ပါမယ်ကျွန်တော်ပတ်တန်လေးတွေကိုပိတ်ဆက်ပေါ်မှာတင်ပြီးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ထောစံတန်းနဲ့ကျွန်တော်ပိတ်ဆက်ကနေပေါ်မှာဆက်လက်ဒီမဖက်ထုတ်ခင်မှာ trace အရာလေးတွေပြီးပြီးတော့မှကျွန်တော်ထူထောင်လေးတွေယူခဲ့ဖို့မမေ့ပါနဲ့နော်အခုဆိုရင်တော့ဒီချက်ကအလင်းပေးမိနေတဲ့ကျွန်တော်ထူထောင်လေးတွေယူပြီးသွားပြီမို့လို့ပထမဦးဆုံးနောက်ချက်တောင်းလေးဆက်ချုပ်ပါမယ်ဒီနေရာမှာတောက်လေးတွေစမစုခင်ဘောင်းမီရဲ့ပေးချက်နဲ့အောက်ဖက်ချက်နဲ့ကွာချက်ဘက်ကိုဒီလိုဓာတ်ဆက်လေးလိုက်ထားပြီးဖို့လိုပါမယ်။ထောင်လေးတွေဆက်ဖို့အတွက်နောက်ချက်ထောင်လေးတွေကိုပထမဆုံးပင်လေးနဲ့ထိပြီးတော့မှဒီလိုချုပ်ပါမယ်။ပင်လေးထိပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ချက်ထောင်လေးတွေကိုဆက်ပြီးတော့မှနေပါမယ်။နောက်ဆက်တော့ပြီးဆိုတဲ့အခါမှာဒီထားမှာကဒီလိုအဆုံးသက်လေးတွေကိုဒီစားလေးချိတုပ်ပြဖို့လိုပါမယ်နောက်ချမ်းမှာတောက်လေးတွေစက်တီမီတာပြီဆိုလို့ရှိရင်တော့တောက်လေးတွေကိုကျတို့ဒီစားလေးမိဖို့တက်ပေးရပါမယ်ကျွန်တော်နောက်ချမ်းနှစ်ထောင်လုံးချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့တောက်တဲ့တောက်ကလေးတွေကိုမိဖို့တက်တဲ့အခါမှာကျွန်တော်ဘေးပတ်ချမ်းကိုလဲပြီးတော့မိဖို့တက်ပေးဖို့လိုပါမယ်ကျွန်တော်မိဖို့လေးတစ်သက်ကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ချမ်းကွာလေးစောက်ပြီးတွဲပါမယ်ကျွန်တော်ကွာလေးမထွက်ခင်မှာလည်းထုံးစံတိုင်းပဲကျွန်တော်ရဲ့ trace အရာလေးတွေရဲ့အတိုင်းကွာလေးတွေကိုရွှေ့မသွားစေဘူးပင်လေးတွဲပါမယ်ပင်တွဲတဲ့အခါမှာအလားချင်းကျွန်တော်ဖူးပြီးတော့တွဲပါမယ်ပင်လေးတွဲပြီးသားပြီဆိုလို့ရှိရင်တော့ဒီလိုဒီထားမှာကနောက်ချမ်းဒီစစ်တက်မဲ့နေရာဖြစ်တာမို့ဒီလိုအပေါ်ဘက်ချမ်းကိုခြေချမ်းနေရပါမယ်အောက်ဘက်ကိုတော့ဒီလိုခြေတုပ်ပြီးတော့မှဒီစားလေးပုံမှန်အတိုင်းခြေချမ်းမနေမနဲ့ခြေစိမ့်နှင်းပြရမှာဖြစ်ပါတယ်အခုဆိုရင်တော့နောက်ချမ်းပွားလေးနင်းပြသွားပါပြီကျွန်တော်ကားလေးထွေးပြီးသွားတဲ့အခါမှာကျွန်တော်ယခုလိုလေးမိဖို့ကိုဒီစတာလေးကပ်ပြီးဖို့လိုပါမယ်ကျွန်တော်စစ်တက်မှတ်နေရာလေးအရှိအထိကိုကျွန်တော်ချီဒီစတာတုတ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်မိဖို့လေးကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်စစ်တက်ဖို့အတွက်ကျွန်တော်အပေါ်ဘက်ချီချီနေထားတာလေးတွေကိုပြုတ်ဆူးလေးနဲ့ပြန်ပြီးတော့ဖြုတ်ပေးပါမယ်ကျွန်တော်ချုပ်စည်းနဲ့ထုတ်တဲ့အခါမှာဒီလိုပတ်တန်မှာစစ်အရှိအတွက်ကိုမှတ်ထားတဲ့နေရာလေးထိရအောင်ဖြုတ်ပါမယ်ကျွန်တော်စမတက်ခင်မှာဆိုလို့ရှိရင်တခုသတိထားရမှာကဘောင်းမီရဲ့ဘေးပတ်ချမ်းနဲ့အောက်ပတ်ချမ်းတွေကိုဓာတ်ဆက်လိုက်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ခြေချဲလေးတွေဖြုတ်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်စစ်တက်ပါမယ်အခုဆိုရင်ပထမဆုံးစစ်တက်ပါမယ်။ဒီချက်ကစစ်တက်နေဗီဒီယိုလေးကိုတော့ဒီအပေါ်က link လေးမှာဒီချက်စစ်တက်နေဗီဒီယိုလေးပြထားပေးရဖြစ်တဲ့အတွက်စစ်တက်နေလေးကိုဒီစာလေးအသေးစိတ်သိရှိတဲ့သူတွေကတော့ဒီဗီဒီယိုလေးမှာဆက်အားပေးနိုင်ပါတယ်။
အခုဆိုရင်တော့ဒီချက်ကစိတ်ကလေးတက်ပြီးသွားပြီမလို့ခြေလို့ထားတဲ့စိတ်ကလေးကယခုလိုဒီတက်လေးနဲ့ဓမ္မပပါလေးတက်ပြီးသွားမှာဖြစ်ပါတယ်။နောက်တစ်စိတ်အနေနဲ့ကတော့ဒီခြေလို့ရှေ့ချမ်းလေးကိုသွားပါမယ်။ခြေလို့ရှေ့ချမ်းထောက်ရလေးနှစ်ခုကိုဒီခြေလို့ဖူးပြီးတော့စနင်းခဲ့ပေးရပါမယ်။ဒီခြေကတော့ထောက်ရလေးနှစ်ခုကိုဖူးပြီးတော့ဆက်လေးနင်းပြီးသွားပြီမို့ဒီခြေလို့ရှေ့ချမ်းထောက်ရနှစ်ဖက်စလုံးကိုဒီခြေလို့ယခုလိုလေးမီးပူကိုခြေလို့ဝါချမ်းတက်ကိုလှည့်ပြီးတော့ဒီခြေလေးကပ်ပြီးဖို့လိုပါမယ်။နောက်တစ်ဆက်အနေနဲ့ခြေလို့ရှေ့ချမ်းခွာလေးတွဲပါမယ်။ရှေ့ချမ်းခွာလေးတွဲဖို့အတွက်ပထမဦးဆုံးပင်လေးထိပါမယ်။အခုဆိုရင်ရှေ့ချမ်းခွာလေးတွဲဖို့အတွက်ပင်လေးလည်းလူစစားချင်းပြီးသွားပြီမို့ဆက်နေမှာတော့မယ်။ဒီကရှေ့ချမ်းခွာလေးတွေတွဲပြီးသွားပြီမို့ခြေနဲ့ချုပ်ချောင်းလေးတွေကိုယခုလိုလေးခွဲပြီးတော့မီးဘူးကိုကတ်ထားပေးပါတယ်။နောက်တစ်ဆင့်အနေနဲ့ခြေတို့ရှေ့ချမ်းလေးရဲ့ခါအတွက်ခြေတို့ကိုယ်စာပိတ်ဆိုင်ရပါမယ်။ခြေတို့ကိုယ်စာလေးအတွက်ကတော့ခြေတို့8 cm အကျယ်လောက်ညက်ပါမယ်။ကိုယ်စာအကျယ်မှတ်ဖို့အတွက်ခြေတို့ပိတ်စာမှာ8 cm အမှတ်ကလေးတွေခုလိုလေးမှတ်ပြီးပြီဆိုရင်တော့ကိုယ်စာလေးညှစ်ထုတ်လိုက်ပါမယ်။ရှေ့ချမ်းကိုယ်စာလေးလည်းရပြီဆိုရင်တော့ကျွန်တော်တို့1 cm ချိုးစာထုတ်ထားတဲ့အတိုင်းလေးကပ်ပြီးတော့မှကျွန်တော်တို့ချိုးစာလေးနဲ့တွဲပြီးတော့မှဆက်လေးနင်းပေးပါမယ်။ကျွန်တော်ရဲ့ဘောင်းဘတ်တန်လေးကရှေ့ချမ်းမှာဆိုရင်အလဲအချုံလေးဘတ်တန်လေးပါတာမလို့အချုံစာနေရာလေးကိုတော့ကျွန်တော်တို့ကက်ကြီးလေးနဲ့ညှက်ခဲ့ရပါမယ်။နောက်အလဲပိုင်းလေးကိုတော့ကက်ကြီးနဲ့ငယ်တောက်ခဲ့ပြီးဖို့လိုပါမယ်။ကျွန်တော်ချုပ်စာ1 cm လေးခုတ်စာကနေထုတ်နေပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော် 0.5 cm လောက်ကျွန်တော်ပြန်ပြီးတော့မှကက်ကြီးပြန်ညှက်ပေးဖို့လိုပါမယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီကျွန်တော်ခောက်ချတဲ့အခါမှာအစတွေထောက်မနေစေဖို့အတွက်အလေးဘက်ကိုလည်းကျွန်တော်ကက်ကြီးလေးတောက်ခဲ့ပေးဖို့လိုပါမယ်။ရှေ့ချမ်းကိုယ်စာလေးခုတ်ပြီးသားပြီဆိုလို့ရှိရင်တော့တက်လေးဖြစ်အောင်လို့မီးဘူးဒီစာလေးကပ်ပေးဖို့လိုပါမယ်။အခုဆိုရင်ရှေ့ချမ်းကိုယ်စာလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်ချမ်းမှာလည်းနောက်ချမ်းခါလေးအတွက်ကိုယ်စာ8 cm လေးကျွန်တော်တို့တိုင်းပြီးတော့ပိတ်စာမှာတက်ညက်ပါမယ်။နောက်ချမ်းကိုယ်စာလေးနဲ့တဲ့အခါမှာတော့နောက်ချမ်းကိုယ်စာလေးကဒီကျွန်တော်တို့စစ်ကိုခွဲလိုက်တဲ့အခါမှာကိုယ်စာလေးကနှစ်ခုညက်ရမှာမို့ကျဲခုလိုလေးဒီကျွန်တော်တို့ပိတ်စာညက်တဲ့အခါမှာခေါက်ချောင်းလေးပြီးပြီးတော့ကျဲအရာပြီးပြီးတော့နှစ်ခုစာကိုတစ်ခါတည်းညက်ထုတ်လိုက်ပါမယ်။နောက်ချမ်းကိုယ်စာလေးတွေပိတ်စာကိုညှစ်ထုတ်ပြလိုက်ပြီဆိုရင်တော့ဒီချေတို့ဘေးဘက်နဲ့အောက်ဘက်ချမ်းကိုဓာတ်ဆက်လေးလိုက်ခဲ့ပြီးလို့မမိပါနဲ့နော်နောက်ချမ်းကိုယ်စာလေးတွေကိုဓာတ်ဆက်လေးတွေလိုက်ပြီးဆိုရင်တော့ဒီချေတို့နောက်ချမ်းမှာဒီချေတို့ကိုယ်စာတဲ့ကိုအတွက်နောက်ချမ်းကိုအလိုက်ချင်းပူပြီးတော့ချေတို့1 cm trace ပြထားတဲ့အတိုင်းပဲဆက်လေးနင်းပါမယ်ကျွန်တော်ကိုယ်စာလေးမိသားပြီဆိုလို့ရှိရင်တော့မီးပူစာလေးကပ်ပြီးလို့မမိပါနဲ့နော်အခုဆိုရင်တော့ဒီချိန်ကနောက်ချက်ကိုယ်စားလေးလည်းခုတ်ပြီးသွားပြီမို့ကျွန်တော်ဘောင်းမီမှာဆိုလို့ရှိရင်ဒီကျွန်တော်ရှေ့ချမ်းမှာခါလေးကျိုးလေးပါဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြေခါကျိုးစာလေးအတွက်ပိတ်စာမှာလာညက်ပါမယ်ဆရာတို့ကကတည်းကခါကျိုးလေးထည့်ဖို့အတွက်ဆိုလို့ရင်ခါကျိုးလေးအတွက်ကလည်းဆရာတို့အကျယ်ကို x cm တောင်းဖို့10 cm အကျယ်ထားပြီးတော့အရှည်ကတော့ဒီလိုရှည်နိုင်တဲ့လောက်ပေါ့နော်ကိုယ့်ရဲ့အရှည်တဲ့လောက်ယူလို့ရပါတယ်ဒီချက်တော့ဒီမှာ90 cm လောက်အရှည်ယူပြီးတော့မှညှက်လိုက်ပါမယ်
ဒီကျွန်တော်တို့အကျယ် 8 cm ဒီခောက်ချောင်းလေးယူပြီးညှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တစ်ဖက်ကို4 cm ကျန်ပါမယ်ဒါလေးကတော့ကျွန်တော်တို့ကျိုးစာအတွက်ကျွန်တော်တို့4 cm နှစ်ခုစာထွက်လာမှာဖြစ်ပါတယ်ရှေ့လိုပဲခောက်ချောင်းလေးယူပြီးတော့မှ4 cm ပြန်နှက်ခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ခောက်ချောင်းလေးကိုတဝက်ဝက်ပြီးတော့4 cm အကျယ်ကျိုးနှစ်ကျိုးစာအတွက်အလဲကနေပြန်ညှစ်ထုတ်ပြီးဖို့လိုပါမယ်ပိတ်ဆက်မှာဒီကျွန်တော်ခါကျိုးနှစ်ခုစာညှက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ခါကျိုးစာအတွက်ဆက်နှင်းပါမယ်ကျိုးလေးရဲ့အကျယ်ကအခုဆိုရင်ကျွန်တော်4 cm အကျယ်လေးရှိတာမို့ရဲ့အခုလိုအလဲကနေပြီးတော့မှခောက်ချိုးယူပြီးတော့မှဆက်နှင်းလိုက်ပါမယ်ဒါဆိုရင်ဒီကျွန်တော်ရဲ့ကျိုးလေးက2 cm ဖြစ်နေပါမယ်ဒါလေးကိုကျွန်တော်ကအလဲ1 cm ရှိတဲ့နေရာကနေပြီးတော့မှတောက်လျှောက်ဆက်လေးနှင်းသွားပါမယ်ကျွန်တော်ကစနစ်တဲ့အခါမှာ1 cm စနစ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ချုပ်စာဘက်မှာ1 cm ကျန်ပါမယ်ဒါဆိုရင်ကျွန်တော်ကအားလုံးချုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျန်တဲ့1 cm ကိုကျွန်တော် 0.5 လောက်ကျွန်တော်ပြန်ပြီးတော့မှညှက်ထုတ်ပေးပြီးတော့ခါကျတော့ကျိုးလေးကိုကျွန်တော်လှန်တန်းသုံးပြီးတော့မှလှန်ချလိုက်ပါမယ်ကျိုးလေးကိုကျွန်တော်လှန်ချလိုက်ပြီဆိုလို့ရှိရင်တော့ယခုလိုကျိုးလေးနဲ့ကျိုးထွက်လာမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ဒီချေရိုးရဲ့ဘောင်းမီချေစဲလေးမှာချေရိုးခါလေးမှာဆိုလို့ရှိရင်ကွင်းလေးတက်ဖို့နေရာလေးတွေပတ်ဖို့လိုပါမယ်အဲ့တော့ချေကဒီကွင်းလေးတက်ဖို့အတွက်ကိုခါအပေါ်ကနေပြီးတော့မှ2 cm အကွာလောက်မှာချေအမှတ်ကလေးတွေမှတ်ချင်တယ်မို့ဒီ2 cm အမှတ်ကလေးတွေမှတ်ခဲ့ပါမယ်2 cm အမှတ်ကလေးမှတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ခါကျိုးတက်မဲ့အနေရာလေးကိုကျွန်တော်အမှတ်မှတ်ခဲ့ပါမယ်။အဲ့တော့နှစ်ဖက်စလုံးမှာခြေက4 cm လောက်မှာတက်မှာမို့အမှတ်ကို4 cm လေးမှတ်ခဲ့ပါမယ်။အမှတ်လေးတွေရပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ကဒီခါကျိုးလေးကနေပြီးတော့မှကျွန်တော်ခါကွင်းစာလေးကိုကျွန်တော်ညှက်ထုတ်ပေးဖို့လိုတာမို့လို့ခြေကတော့ခါကွင်းစာလေးကို8.5 ဘဝင်9 cm လောက်ယူပြီးတော့မှပြန်ပြီးတော့ညှစ်ထုတ်လိုက်ပါမယ်အဲ့တော့တစ်ကျိုးကို9 cm အဲ့တော့နှစ်ကျိုး0နှစ်ကျိုးလုံးမှာ9 cm ခါခွေစာလေးတွေပြန်ညှစ်ထုတ်ပါမယ်ခါကျိုးလေးတွေကိုကျရိုးနှစ်ကျိုးကနေပြီးတော့မှညှစ်ထုတ်ပြီးသားပြီဆိုလို့ရှိရင်တော့ရလာတဲ့ခါကျိုးလေးတွေကို0ရှိခြင်းရဲ့0မှတ်ထားတဲ့နေရာလေးတွေမှာယခုလိုလေးသွားပြီးတော့မှချုပ်ပါမယ်ကျွန်တော်ခါကွင်းလေးတွေကိုရှေ့ချမ်းမှာတွားပြီးတော့မှချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ဒီကျွန်တော်ကရှေ့ချမ်းနောက်ချမ်းအောင်နှမ်းလေးတွေကိုနင်းပါမယ်အောင်နှမ်းလေးနင်းပြီဆိုလို့ရှိရင်တော့ဘေးချမ်းလေးတွေကိုကျွန်တော် trace ရလေးအတိုင်းပူပြီးတော့မှအလားချင်းပူပြီးတော့မှချုပ်လိုက်ပါမယ်ဒီနေရာမှာတစ်ခုတတိထားရမှာကဘေးချမ်းတွဲတဲ့အခါမှာကျွန်တော်ခါကျိုးလေးကိုမှတ်ထားတဲ့နေရာမှာချိန်ပြီးတော့ချုပ်ပြီးပူမိပါနဲ့နော်အခုဆိုရင်တော့တစ်ချက်ရဲ့ဘောင်းမီလေးကိုပေးချက်လေးတွေလည်းတွဲပြီးသွားပါပြီအခုဆိုရင်တော့တည်သက်လာပါတဲ့ခါမြင့်အောင်ကစတိုင်ပန်လေးရပါပြီဗီဒီယိုလေးကိုတက်တက်ဆိုရင်တော့like and subscribe လေးနဲ့အားပေးပါဦးမိပါနဲ့နော်တစ်ချက်ကနောက်ဗီဒီယိုလေးမှာဆိုလို့ရှိရင်ပုံမှန်တက်ထားတဲ့ကျွန်တော်မဝဆောင်လေးကိုမှတစ်ချက်ကပတ်သက်ဆွဲနည်းလေးရောခြုံနည်းလေးရောပါတင်ပြပေးသွားလို့ရှိအောင်မို့ဒီချက်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးသွားဦးမိပါနဲ့နော်ပိုကောင်းတဲ့ feature design တွေနဲ့တွေ့ကြလာခဲ့ပါမယ်တတားပါ